ဘယ်သားကိုသမဏေတာချမ်းစီတော့ဖြစ်ပါတယ်။လက်ရှိနေတော့မှာပူပီအက်စီနဲ့ကတော့ကိုမာဘိုးတော်နဲ့ဦးဆောင်ထားနေတဲ့ကမ္ဘာအက်စီနဲ့လည်းပြန်လိုက်ဖို့လိုနေပြီ။ကျွန်တော်မျိုးမူဗီ FC နဲ့ကွန်မဒီ FC လက်ရှိစားနေမှာဆိုရှင်မူဗီ FC ရနေပြီးတော့မှခဏကိုဘူးဆွဲလာလေးစူကဲကျွန်တော်ဘုဒ္ဓမထူကြနေပြီးပြန်ပြလိုက်ဟုတ်ပါရဲ့ကိုကျော်ကြီးရပြူဒုနေကျော်ချယ်လေးပါကွန်မဒီအက်စီရပြူဘာလဲကိုနေဒီဘူးဆိုလို့ရှိရင်ကျွန်တော်ပြောနေတဲ့အချိန်မှာလည်းပဲကွန်မဒီအက်စီရနေပြီးတော့ခြေပါကိုတော့ကိုရရှိတော့ပြီနော်ဟုတ်ပါရဲ့ကိုကျော်ကြီးကွန်မဒီအက်စီဘက်ကနေမြတ်ပြူကျွန်တော်မတက်စေမြတ်ပြူဖြစ်ပါလေခင်ဗျာပြည်သူတွေတကယ်နဲ့အားပေးနေကြတဲ့ကွန်မဒီအက်စီတွေကိုအားပေးနေကြတဲ့ပြည်သူတွေရဲ့အတန်တွေအတော်တော်ညံနေပါလေခင်ဗျာဟုတ်ပါရဲ့ကိုကျော်ကြီးဘယ်လိုမြန်မာလဲဗျဒီပွဲစဉ်ပုံမူတည်ပြီးတော့ဟုတ်ပြီဘုရားစုကနေပြီးတော့စပယ်ဘုကန်ထားတဲ့စပယ်ချက်အားနေလို့အားခင်ဗျာအားသုံးခွန်ဆိုင်ကန်လိုက်တဲ့ဘေဘက်ကလည်းနဲ့ပြုတ်လာခဲ့အခုမမီတဲ့ easy နဲ့ပြေးလိုက်များမမီတဲ့ဆွဲတယ်ဆွဲလိုက်ဘောဗျာရိုးဆိုင်ကနေပြေးလာဟုတ်ပါရဲ့ကိုကျော်ကြီးဘိုးရလို့ကန်ထင်းနေတဲ့ကွန်မီဒီယန် FC တင်ဖြစ်ပါလေခင်ဗျာဘယ်လိုစဘူးဆွဲလာပြီဘူဘီ FC စဘူးတော့ဆက်တော့ဆွဲအားတကူ